ဆင်းရဲတဲ့ကျွန်တော်တို့တငယ်ချင်း2ယောက်ဟာဆက်တူတီထိုးခဲ့ကြပြီးငါတန်းကန်ထိုးခဲ့ပါတယ်ဒါပေမဲ့စုငွေထုတ်တဲ့ညမှာတော့သူကကျွန်တော်ကို4 ရွန်ပဲပေးပါတော့တယ်သူကဒီထီကိုငါကစပြီးဝယ်ဖို့ပြောတာနံပါတ်ကိုလည်းငါကိုယ်တိုင်ရွေးထားတာမင်းကထီဖို့စိုက်ပေးုံပဲလေလို့အကြောင်းပြချက်ပေးပါတယ်ကျွန်တော်ဟာဦးကြောင်နိုင်ပြီးသူ့ကိုငိုယိုတောင်းပန်ပြီးဝေစုခွဲခိုင်းလိုက်မယ်လို့သူကထင်နေပုံရပါတယ်ဒါပေမဲ့သူမသိတာတစ်ခုကကျွန်တော်ဟာထီဖို့ပေးတဲ့အချိန်မှာနောက်ထပ်ထီလက်မှတ်အဆောင်50ကိုတိတ်တဆိတ်ထပ်ထိုးခဲ့ပြီးအဲ့ဒီထဲကနှစ်ဆောင်ဟာတန်း250ကန်ထိုးသွားခဲ့တယ်ဆိုတာပါပဲလွန်ခဲ့တဲ့3မိနစ်ကထီဆိုင်ထဲမှာကျွန်တော်တို့2ယောက်4 ရွန်စုပြီးထီတစ်ဆောင်ထိုးခဲ့ကြတာပါနံပါတ်ကိုတော့သူကဆိုင်ထောက်မှာထိုင်ပြီးသတင်းစာအစုပ်ပေါ်မှာ3နာရီကြာအောင်တွက်ချက်ပြီးရွေးချယ်ခဲ့တာပါပတ်စံပေးခါနီမှာသူကငါရဲ့အကောင့်မှာပတ်စံကုန်နေလို့မင်းပဲအရင်ရှင်းပေးလိုက်ပါလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်ကကျွန်တော်ကရေမောပြီးကန်ထူးရင်တယောက်တစ်ဝက်နော်လို့ပြောတော့သူကလည်းအေးပါညီကိုတွေပဲအတူတူခံစားကြတာပေါ့လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့အခုထီပေါက်စင်ထွက်လာတဲ့ခါမှာတော့ TV ဖန်သားပြင်ပေါ်ကနံပါတ်တွေဟာသူရွေးထားတဲ့နံပါတ်တွေနဲ့တစ်ထက်တည်းကျနေပြီးပထမဆုံး9တန်းပေါက်သွားပါတယ်အဲ့ဒီခါမှာတော့သူကစကားတွေပြောင်းသွားပြီး9တန်းနဲ့က4 ရွန်ပဲကျွန်တော်ကိုပေးပြီးကျန်တဲ့4.9တန်းရွန်ကိုသူတယောက်တည်းယူပါတော့တယ်ဒါဟာသူပြောတဲ့အတူတူခံစားမယ်ဆိုတဲ့စကားရဲ့အတိတ်ပဲပါပဲကျွန်တော်ကတော့ကောင်တာရှိကိုသွားပြီးမြေပြင်ပေါ်က4 ရွန်ကိုတပြားချင်းကောက်ယူပြီးအိတ်ထဲထည့်လိုက်ပါတယ်ကောင်းပြီမင်းသဘောအတိုင်းပဲလီချန်လို့ပြောလိုက်တော့သူကအံ့ဩသွားပုံရပါတယ်အာလင်းမင်းအများကြီးမတွေးနဲ့ငါကတရားတစ်ဖြစ်လောက်တာပါဒီကန်ကငါကန်အုံနောက်ကလည်းငါအုံနောက်ပဲမင်းကပတ်စံအများကြီးရရင်လည်းထိနိုင်မှာမဟုတ်ဘူးဒီ4 ရွန်နဲ့ပဲ secret တပူဝယ်တောက်လိုက်နောက်ကိုမိုးပေါ်ကမုန်းကြလာမှာကိုမမျော်လင့်နဲ့တော့သူကဆုံးမတလူနဲ့ပြောပါသေးတယ်သူဟာကျွန်တော်ဝေစုကိုအပိုင်စည်းရုံတင်မကပဲကိုချင်းတရားပိုင်းမှာပါကျွန်တော်ကိုနင်းချေသွားတာပါကျေးဇူးပဲလီချန်လို့ပြောပြီးကျွန်တော်ဟာထီဆိုင်ထဲကထွက်လာခဲ့ပါတယ်ကျွန်တော်ကစိတ်တဘောထားကြီးလုံးလို့ဒါမှမဟုတ်ကြောက်လို့ငြိမ်ခံနေရမှာမဟုတ်ပါဘူးထီပိတ်ခါနီးနောက်ဆုံးစက္ကန့်30မှာလီချန်တယောက် TV ရှိမှရောက်နေတော့ကျွန်တော်ကကောင်တာမှာ100တန်တရွက်ထုတ်ပေးပြီးအစောကနံပါတ်စင်တိုင်းပဲနောက်ထပ်အဆောင်50ထက်ရိုက်ပေးပါလို့ပြောပြီးထိုးခဲ့တာပါအဲ့ဒီထီလက်မှတ်တွေဟာအခုကျွန်တော်ရဲ့အင်ဂျီတွင်းအိတ်ထဲမှာရှိနေပြီးအဲ့ဒါဟာတန်း250ရဲ့အလေးချိန်ပါပဲအဲ့ဒီအချိန်မှာအင်ရှင်စီကနေအိမ်လာစာပေးဖို့ WeChat ကနေစာဝင်လာပါတယ်ကျွန်တော်နဲ့လီချန်ဟာ40စတူရန်မီတာတော့မပြည့်တဲ့အခန်းချင်းလေးမှာတယောက်ရှိရစီဆက်ပြီးငားနေကြတာပါအခုတော့လီချန်ဟာထီဆိုင်ထဲကမှန်ပြတင်းပေါက်ကနေကြည့်ရင်ယူသွနေတဲ့သူတယောက်လိုထီလက်မှတ်ကိုနန်းရှုံပြီးဝမ်းတာလုံးစုနေတာကိုတွေ့ရပါတယ်သူကဒီပိုက်ဆဲလေးနဲ့သူ့ဘဝပြောင်းလဲသွားပြီလို့ထင်နေတာပါလီချန်မင်းကငါ့ကိုဦးကြောင်နိုင်တယ်လို့ထင်နေတာလားမင်းအဲ့ဒီ9တန်းကိုဖြည်းဖြည်းချင်းသုံးပါကုန်သွားတဲ့အခါကျမှတကယ်ကောင်းကင်နဲ့မြေကြီးကွာခြားချက်ဆိုတာဘာလဲဆိုတာမင်းသိစေရမယ်လို့ကျွန်တော်စိတ်ထဲကပြောလိုက်ပါတယ်ကျွန်တော်အဲ့ဒီခန်းစုပ်ကိုပြန်မသွားတော့ပဲတညရတန်ဟိုတယ်တစ်ခုမှာသွားအိတ်လိုက်ပါတယ်အဲ့ရပေါ်မှာလဲနေရင်အိတ်ထဲကထီလက်မှတ်တွေကြောင့်ရင်ခုန်တန်တွေမြင်နေမိပါတယ်အခု20%လုပ်ပြီးရင်တော့ကျွန်တော်လက်ထဲကိုတန်းနေဝဝအသားတင်ရမှာပါဒါဟာတာမန်လူတယောက်ဘဝတစ်လျှောက်လုံးအလုပ်လုပ်ရင်တော့မရနိုင်တဲ့ပမာဏပါနောက်တနေ့မနက်မှာတော့ကျွန်တော်နှာခေါင်းစည်းနဲ့အုပ်ထုတ်ဆောင်ပြီးထီစုငွေထုတ်ဖို့အတွက်ပြည်နယ်ထီဌာနခွဲရှိရာကိုယထာနဲ့ထွက်လာခဲ့ပါတယ်လမ်းမှာလီချန်စီကနေအာလင်းမင်းမနေ့ညကပြန်မလာဘူးပဲမင်းစိတ်တူပြီးမြစ်ထဲခုန်ချလိုက်တာတော့မဟုတ်ပါဘူးနော်မင်းမနေ့ကစိုက်ပေးတဲ့4 ရွန်အတွက်ငါဒီနေ့စုငွေထုတ်ပြီးရင်ခောက်ဆွဲကြွေးပါမယ်မင်းနဲ့တူတူနေတဲ့အဲ့ဒီအခန်းစုပ်ကိုလည်းငါဆက်မငားတော့ဘူးငါကအခုတတိဖြစ်နေပြီဆိုတော့အဲ့ဒီခွေးအိမ်မှာမနေနိုင်တော့ဘူးငါပစ္စည်းတွေလည်းအကုန်လွှင့်ပစ်လိုက်တော့ဆိုရဲမောက်မာတဲ့စာတွေပို့နေပါတော့တယ်ကျွန်တော်ကတော့ဘာမှပြန်မပြောပဲဖုန်းကို do not disturb တက်လုပ်ပြီးပိတ်ထားလိုက်ပါတော့တယ်မနက်လင်းတာနဲ့ပြည်နယ်ထီအတင်းချုပ်ရဲ့ခန်းကြားထဲဝါလာတဲ့အဆောက်အုံကြီးစီကိုတိတ်ဆိတ်ထွက်လာခဲ့ပါတယ်ရွှေမှန်ပေါင်မျက်မှန်တက်ထားတဲ့လူကြီးတယောက်ကအလုံးကိုယဉ်ကျေးပြူငါစွာနဲ့ကြိုးဆိုပါတယ်ကျွန်တော်လည်းရင်ဘတ်ထဲကအိတ်ကထဲမှာအသေးချာတင်ထားတဲ့ထီလက်မှတ်တွေကိုထုတ်ပေးလိုက်တဲ့အခါသူကဆက်ထဲမှာစစ်ဆေးပြီးတောက်ဆိုတဲ့အတန်နဲ့အတူမစ္စတာလင်းခင်ဗျားမှာပထမစုပေါက်တဲ့ထီလက်မှတ်အဆောင်50ရှိပါတယ်စုစုပေါင်းစုငွေကတန်း250ပါလို့အတီးပြုပေးပါတယ်အခု20%နှုတ်ပြီးရင်ကျွန်တော်လက်ထဲကိုအသားတင်တန်း200ရောက်ရှိလာမှာဖြစ်ပါတယ်အဲ့ဒီလူကြီးဟာကျွန်တော်ရဲ့တည်ငြိမ်မှုကြောင့်အလွန်အံ့ဩသွားပုံရပါတယ်သူဟာငွေမြောက်များပေါက်လို့ငွေယိုသူတွေတတိလစ်သူတွေကိုမြင်ဘူးပေမဲ့ကျွန်တော်လိုပတ်စံတန်း200ကျော်ကိုတော့မျက်တောင်တစ်ချက်မခတ်ပဲတည်တည်ငြိမ်ငြိမ်လက်ခံမဲ့လူငယ်မျိုးကိုတစ်ခါမှမမြင်ဘူးခဲ့လို့ပါကျွန်တော်တန်း250ထီစုကြီးသွားထုတ်တဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်နေတဲ့2နာရီ3နာရီအတွင်းမှာကျွန်တော်ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါလီချန်တယောက် Facebook ပေါ်မှာကြောဝနေတာတွေကိုတွေ့လိုက်ရပါတယ်သူကသူရထားတဲ့9တန်းစုငွေချက်လက်မှတ်လေးကိုတပ်ပုံရိုက်ပြီး230အတွင်းမှာကန်ဂျမာကငါးဘက်ကိုလှည့်လာပြီးငါရဲ့ချမ်းသာကြွယ်ဝမှုတွေရောက်လာပြီလို့တင်ထားပါတယ်နောက်တစ်ပုံမှာတော့သူအလုပ်ထွက်စာကိုမန်နေဂျာစပွဲပေါ်ပြစ်တင်လိုက်တဲ့ပုံနဲ့ဒီနေ့ကစပြီးဘသူမျက်နှာမှကြည့်စရာမလိုတော့ဘူးလို့ရေးထားပြန်ပါတယ်ပို့ပြီးရဲစရာကောင်းတာကသူဟာကျွန်တော်အခန်းချင်းလေးထဲမှာခောက်ဆွဲ6စားနေတဲ့ပုံကိုခိုးရိုက်ပြီးတချို့ကောင်ကတော့တစ်သက်လုံးစင်းရဲသားဘဝနဲ့ခောက်ဆွဲ6ပဲစားသွားရမှလို့ကျွန်တော်ကိုစားနောက်တလူလိုနဲ့အဆက်ခွဲဖို့တင်ထားတာပါကျွန်တော်ကတော့အဲ့ဒါကိုကြည့်ပြီးရေမောလိုက်ပါတယ်လုပ်ငန်းစဉ်တွေပြီးသွားတဲ့အခါမှာတော့ဘဏ်ကနေငွေဝင်လာတဲ့စာတွေရောက်လာပြီးသူညတွေအများကြီးပါတဲ့ပမာဏကိုကြည့်ပြီးကျွန်တော်ဘဝတစ်ကိုစတင်လိုက်ပါတော့တယ်ကျွန်တော်ဟာအရင်ကနေခဲ့တဲ့မျိုးစုပ်ကြီးကိုပြန်မသွားတော့ပဲမျိုးရဲ့အစီကားဆုံးနေရာကကျန်ငါးပွင့်ဟိုတယ်ရဲ့ဥက္ကဋ္ဌဆောင်မှာတရက်ကို8800ပေးပြီးတဲခိုလိုက်ပါတယ်ဈေးကြီးတဲ့ဝတ်စုံတွေကိုလဲဝတ်ပြီးပြင်းပေါက်ကနေမျိုးပြကြီးကိုငုံကြည့်လိုက်တဲ့အခါအရာအလုံးကိုထိန်းချုပ်နိုင်တဲ့အာဏာကိုခန်းစားလိုက်ရပါတယ်ဒါဟာငွေကြေးရဲ့စွမ်းအားပါပဲလီချန်ကိုချက်ချင်းလက်စားမချေသေးတာကတော့သူ့လိုလူမျိုးကိုအမြင့်ဆုံးထိတခိုင်းပြီးမှ6ထဲကိုနင်းချပစ်ဖို့ကျွန်တော်ကစီစဉ်ထားလို့ပါကျွန်တော်ဟာကုမ္ပဏီတစ်ခုထောင်ဖို့အတွက်ဝန်ထမ်းတွေခေါ်ယူနေတော့မှပဲလီချန်စီကနေကြွားဝါတဲ့စာတွေစက်တက်ရောက်လာပါတယ်အင်္ဂါနေ့မှာတော့သူက1.8တန်းတန်ပေါ်ရှိကားတစ်ကြီးဝယ်လိုက်တဲ့ပုံကိုပို့ပြီးမင်းတစ်သက်လုံးဒီလိုကားမျိုးရဲ့အနက်နောင်ရမှာမဟုတ်ဘူးငါအဲ့ဒီနေ့ကမင်းကိုပတ်စံနေနဲ့ပို့ပေးခဲ့တဲ့လို့လှောင်ပြောင်းပါတယ်ဂျာတာပရီနေ့မှာတော့တိတ်20နီးပါးတန်နဲ့ရိုးလက်စနာကြီးကိုပတ်ပြီးမိမချော်လေးတယောက်နဲ့တွဲနေတဲ့ပုံကိုပြပြီးပတ်စံဆိုတာတကယ်ကိုကောင်းတာပဲဒါပေမဲ့မင်းလိုလူကတော့ဒီလိုဘဝမျိုးကိုအဝေးကပဲကြည့်နေရမှာပါလို့ထပ်မံလှောင်ပြောင်းနေပါတော့တယ်ဒီလိုနဲ့ဖြုံးတိလိုက်တာရက်ပိုင်းတွင်းမှာတင်သူ့ရဲ့အရင်းနှီးတွေကတဝက်လောက်ရောနေသွားခဲ့ပြီလေသူကိုယ်တိုင်ကတော့လူလောကရဲ့အထက်တန်းလွှာကိုတက်လန်းနိုင်ပြီလို့ထင်နေခဲ့တာဒါပေမဲ့တကယ်တထေးကြီးတွေရဲ့အမြင်မှာတော့ဒီကောင်လူမျိုးအခြေအမြင့်မရှိပဲရုတ်တရက်ချမ်းသာလာပြီးယူသွစွာတုံးပြုံးနေတဲ့သူဟာသူတို့အတွက်တန်ပြားသည့်တစ်လုံးသာဖြစ်နေခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်တော်ရဲ့လက်ထောက်ဖြစ်သူကဆရာလင်းကြီးဒီလုပ်ငန်းဝယ်ယူမှုစီမံချက်ကိုတစ်ချက်လောက်ကြည့်ပေးပါဦးလို့လာပြောတော့ကျွန်တော်ဖက်ကြည့်လိုက်တယ်။အစီရင်ခံစာထဲမှာတော့ကျွန်တော်ရဲ့ညွှန်ကြားချက်အတိုင်းဒီမျိုးရဲ့အစီကားဆုံးဖြစ်တဲ့ရှင်းဝေးစီးပွားရေးရက်ကွက်ကိုအလုံးစုံဝယ်ယူဖို့အတွက်အချက်လက်တွေအပြည့်စုံပါဝင်နေတာပါလောလောဆယ်မှာအဲ့ဒီလုပ်ငန်းရှင်တွေကငွေကြေးပြက်လက်နေပြီးအမြန်ဆုံးလွှဲချင်နေကြတာ
အကယ်၍ကျွန်တော်တို့သာအကုန်လုံးတိန်းကျုံဝယ်ယူမယ်ဆိုရင်ဈေးနှုန်းက10 တန်းဝန်းကျင်လောက်ရှိမှာပါကျွန်တော်စီမံကိန်းဖိုင်ကိုလှန်ကြည့်ရင်ဈေးဆိုင်ကအချို့ရဲ့ဓာတ်ပုံတွေစီမှာအကြီးကရက်တန့်သွားခဲ့တယ်အရှင်းဝေးစီးပွားရေးလမ်းမကြီးဆိုတာကျွန်တော်တို့မျိုးရဲ့အချက်ချာအကြဆုံးနေရပဲလေကျွန်တော်ကသူတို့နဲ့စကားရှည်ကြီးပြောမနေနဲ့တော့အဲ့ဒီလုပ်ငန်းရှင်ကိုပြောလိုက်ကျွန်တော်ကိုတန်းပေးမယ်ဒါပေမဲ့အခြေအနေက3ရက်အတွင်းအပြည့်တက်ရမယ်လို့ပြက်ပြက်သားသားအမိန့်ပေးလိုက်တယ်လက်ထောက်ကလည်းဟုတ်ကဲ့ပါလင်းခုချက်ချင်းသွားစီစဉ်လိုက်ပါမယ်လို့ပြောပြီးထွက်သွားဖို့ပြင်းနေကျွန်တော်ကထပ်ဖြစ်ပြောလိုက်သေးတယ်ပြီးတော့အဲ့ဒီကဆိုင်ကတခန်းကိုကျွန်တော်အတွက်ဖယ်ထားပြီးဘသူပဲလာငါကျွန်တော်ခွင့်ပြုချက်မရှိပဲမငားရဘူးလို့ပေါ့တေဝန်းလာတဲ့ဟိုတယ်ရဲ့ VIP ခန်းကြီးထဲမှာကျွန်တော်တယောက်တည်းကြံခဲ့တဲ့အချိန်ဖုန်းမျက်နှာပြင်ကလင်းလာတဲ့လီချမ်းစီကနေဝီချက်ကနေထိတ်စာတစ်ဆောင်ရောက်လာတာပါဟဲ့တငယ်ချင်းတို့ဒီပတ်တနင်္ဂနွေည8 နာရီမှာငါကားတူဝယ်တာအထိမ့်မှတ်အနေနဲ့ဟိုတယ်မှာငါကျွေးမွေးအခမ်းမှုရှိတယ်အားလုံးမပြတ်မကွက်လာခဲ့ကြပါဒီညကုန်ကြသမျှကိုငါလီတခင်လေးကပဲအကုန်အိတ်ဆိုင်ရှင်းမဲ့တဲ့ခဏနေတော့သူကကျွန်တော်စီကိုတီးတန့်စာတစ်ဆောင်ထပ်ပို့လာပြန်တယ်အလင်းအခွဲထဲမှာငါအားလုံးကိုပြောပြီးမင်းလဲလာပြီးပျော်ရွှင်မှုတွေကိုလာမျှဝေပါဦးစိတ်မပူပါနဲ့မင်းစီကငွေလူခံမှာမဟုတ်ပါဘူးမင်းနေတိုင်းခောက်ဆွဲချောက်ပဲစားနေရတာမြင်ရတာငါတကယ်စိတ်မကောင်းလို့ပါအာမနာပါနဲ့လာပြီးချမ်းသာတဲ့လောကကြီးဘယ်လိုလဲဆိုတာကိုတစ်ချက်လောက်လာကြည့်လဲပါဦးနဲ့အရင်ကကျွန်တော်နဲ့အတူတူအခန်းကားနေခဲ့ရတဲ့ဘဝကိုပြန်နိုင်ရှင်ပြပြီးသူအခုဘယ်လောက်ကြီးကျယ်နေပြီလဲဆိုတာကိုပြချင်နေတာပါကျွန်တော်ကတော့ဖုန်းကိုကြည့်ရင်အေးဆက်ဆက်အပြုံးတစ်ခုပြုံးလိုက်မိတယ်မင်းကဒီလောက်တောင်ပြချင်နေမှာတော့အားလဲမင်းကိုဝိုင်းဝန်းအားပေးပြီးတကယ်လောကကြီးဆိုတာဘာလဲဆိုတာကိုပြပေးရတာပေါ့လို့ကျွန်တော်ကြုံသွားလိုက်တယ်တနင်္ဂနွေည8 နာရီမှာတော့ကျွန်တော်ဟိုတယ်ခန်းမရဲ့တကားကြီးကိုတွန်းဖွင့်လိုက်တော့လူ20လောက်ထိုင်လို့ရတဲ့ဝိုင်းကြီးမှာအရင်ကစက်ရုံတွေစောက်လုပ်ရေးဆိုင်တွေမှာအတူတူအလုပ်လုပ်ခဲ့ကြတဲ့တငယ်ချင်းဟောင်းတွေရောက်နေကြပြီးဒီချမ်းကတော့ဝိုင်းရဲ့အလဲပဟိုမှာပန်းပွင့်တွေပါတဲ့ရှက်အင်ဂျီကိုရင်ပန်းဟင်းလင်းဖွင့်ဝထားပြီးရွှေဆွဲကျူးကြီးကိုငုံငေါ်ကြီးထုတ်ပြထားတဲ့သူ့ဘေးမှာတော့အရေးသွေးနေတဲ့မိတ်ကပ်တွေအလွန်ကြုံလိမ့်ထားတဲ့မိန်းမတစ်ယောက်ကတ်ထိုင်နေတဲ့ဟောပြောရင်းဆိုရင်းနဲ့လာပြီးငါတို့ရဲ့အလူရှင်ကြီးလာပြီးဟေ့လို့ဒီချမ်းကအော်ပြောလိုက်တယ်အားလုံးကြည့်ကြပါဦးဒါကတော့4ရွံ3ပြီးငါစီက2 တန်းခွဲယူချင်ခဲ့တဲ့တငယ်ချင်းကောင်းအလင်းပေါ့ဒီနေ့မင်းဝတ်လာတဲ့ဝတ်စုံကဘယ်ကနေငှားလာတာလဲလို့တောင်းပြောင်းလိုက်တဲ့အခါတခန်းလုံးဝိုင်းရကြတော့တာပဲဒီလူတွေကအရင်ကဆင်းရဲခဲ့ကြပေမဲ့အခုငွေနဲ့ရနေတဲ့လီချမ်းရဲ့ခြေဝါးကိုရက်ရက်ရောရောလက်ပေးဖို့အဆင်သင့်ဖြစ်နေကြပြီလေကျွန်တော်ကတော့အရက်တော့မတောက်တော့ဘူးဒီနေ့ကထမင်းလာစားတာလို့အေးအေးဆေးဆေးပြန်ပြောလိုက်တယ်လီချမ်းရဲ့မျက်နှာကချက်ချင်းပြတ်သွားပြီးတော်တော်လေးမာနာကြီးနေတာပဲကဲဈေးအကြီးဆုံးဟင်းတွေအကုန်ချစမ်းပစုံထုတ်တွေငါးမန်းတောင်တွေကနန်းတွေအကုန်ယူခဲ့ဒီနေ့ငါညီကိုတွေကိုမျက်စိပွင့်အောင်လုပ်ပေးမယ်လို့ကြုံဝါလိုက်တယ်ထမင်းစားနေရင်လီချမ်းကသူများကဘယ်လောက်တုံးပြုံးခဲ့လဲဆိုတာတွေကိုကြွားလုံးထုတ်နေတယ်အရက်အနေငယ်မူးလာတဲ့အခါလီချမ်းကကျွန်တော်စီရိုင်းတိရိုင်းနိုင်ရှောက်လာပြီးအလင်းကောင်းလားဒီလိုပစုံတွေငါးမန်းတောင်တွေကိုမင်းခောက်ဆွဲပြူစားနေတဲ့အချိန်မှာအိမ်မက်တောင်မမတ်ဘူးမဟုတ်လားလို့မေးတယ်ကျွန်တော်ကတော့ဒီရတာကငါဟိုတယ်မှာစားနေကြတကယ်အဆင်မြင့်ဟင်းရတွေနဲ့ရှင်ရင်ကျွတ်အိမ်ဝါနေရတယ်လို့ပြောလိုက်တယ်လီချမ်းကဒေါသတကြီးနဲ့မင်းကတော်တော်လေးဟန်ဆောင်နိုင်တာပဲဒီမှာကြည့်စမ်းငါမှအခုပတ်စံတွေအများကြီးရှိတယ်မင်းမဝယ်နိုင်တဲ့ကားမျိုးငါမှရှိတယ်မင်းကိုငါလမ်းကြောင်းတစ်ခုပြမယ်ဒီနေ့ကစပြီးမင်းရဲ့အလုပ်စုပ်ပြက်ကိုထွက်လိုက်ပြီးရင်ငါစီမှာကိုပိုင်ဒရိုင်ဘာလာလို့ငါကားမောင်းပေးုံတင်မကဘူးငါဖက်လက်တွေကိုပါနေတိုင်းပြောင်းနေအောင်တိုက်ပေးရမယ်ဒီ2000ကမင်းရဲ့ဒီလာစားပဲဘယ်လိုလဲဆိုပြီးဝေထုတ်ကိုစပွဲပေါ်ဖြစ်တင်လိုက်တယ်ပတ်ဝန်းကျင်ကလူတွေကကျွန်တော်ကိုနှိမ်ချတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်ဒါပေမဲ့ကျွန်တော်ခေါင်းထဲမှာတော့ကျွန်တော်ဘန်အကောင့်ထဲကတန်း200ကျော်တဲ့လက်ကျန်ငွေကိုပဲမြင်နေမိတာဒီ2000ဆိုတာကျွန်တော်ဘန်တို့တရက်စာတော့မရှိပါဘူးကျွန်တော်ပြုံးလေးပဲအဲ့ဒီငွေထုတ်ကိုဒီချမ်းစီပြန်တုံးပေးလိုက်တယ်ချမ်းမင်းရဲ့စေတနာကိုငါနားလဲပါတယ်ဒါပေမဲ့ဒီလိုကားမျိုးကိုငါတိတ်မမောင်းတတ်ဘူးဒီတော့မင်းပိုက်ဆံကိုမင်းပဲတင်ထားလိုက်ပါမင်းရဲ့အပျော်မိန်းမတွေအတွက်ရေမွေးကောင်းကောင်းလေးဝယ်ပေးလိုက်ဦးဒီလိုအစင်းလေးနဲ့ရေမွေးနှန်းကငါ့ကိုခေါင်းမှုစေတယ်ကဲမင်းတို့ပဲဆက်စားကြပါတော့လို့ပြောပြီးကျွန်တော်နောက်လည်းမကြည့်ပဲအခန်းထဲကထွက်လာခဲ့တယ်နောက်ကနေလီချမ်းရဲ့အလင်းမင်းကဘာရီမာနာကြီးနေတာလဲမင်းကစင်းရဲသားတယောက်ပါပဲကွာဆိုတဲ့အော်ဟစ်တန်တွေနဲ့ခန်းကွက်ကွဲတန်တွေကတော့စူညံစွာကြံရစ်ခဲ့တော့တယ်ဟိုတယ်ထဲကနေကျွန်တော်လမ်းထွက်လာခဲ့တယ်အခုဆိုရင်ပြဆက်ကြီးရဲ့မိရန်ကစတင်နေပြီပေါ့လီချမ်းမင်းစိတ်ကြိုက်တာပြောပါနေလိုက်ပါဦးဘာလို့လဲဆိုတော့မင်းအတွက်အချိန်တွေအများကြီးမကြံတော့လို့ပဲလို့ကျွန်တော်စိတ်ထဲကနေကြုံရလိုက်မိတယ်3လကြာပြီးတဲ့နောက်ဟိုတယ်ရဲ့သမရအဆောင်မှာကျွန်တော်ဟာတစ်သားစပွဲကြီးရဲ့နောက်ွယ်မှာထိုင်နေရင်လက်ထောက်ရဲ့အစီရင်ခံစာကိုနားထောင်နေပါတယ်မစ္စတာလင်းဒါကခင်ဗျားကျွန်တော်ကိုအထူးတလဲစောင့်ကြည့်ခိုင်းထားတဲ့လီချမ်းရဲ့လက်တလောအခြေအနေတွေပါပဲဒီလီချမ်းဆိုတဲ့လူကတော့တကယ်ကိုပြဋ္ဌာန်းစာအုပ်ထဲကအတိုင်းရုတ်တရက်ချမ်းသာလာပြီးကိုယ်တည်တွေကိုတူးနေတဲ့လူတယောက်ရဲ့ပုံစံအတိုင်းပါပဲလို့ဆိုလာပါတယ်လွန်ခဲ့တဲ့3လကရုတ်တရက်ရရှိခဲ့တဲ့ငွေကျပ်4 တန်းထဲကနေကားဝယ်ဖို့1.8 တန်းသုံးဖြစ်ခဲ့တယ်ပြီးတော့နိုင်ရီတွေနဲ့အသုံးဆောင်ပစ္စည်းတွေဝယ်ဖို့4 သိန်းလောက်သုံးလိုက်သေးတယ်အဲ့ဒါတင်မကသေးဘူးသူဟာဖြောပြရေးနေရာမျိုးစုံမှာလူကုန်ထန်ကြီးလိုဟန်ဆောင်ပြီးတနေ့ကိုသိန်းနဲ့ချီသုံးဖြုံနေတာပါနောက်ပြီးတော့သူကသူ့ရဲ့ရွာပေါ်ရွာဖက်တွေရှိမှလည်းသဘောကောင်းချင်အောင်ဆောင်ပြီးငွေတွေကိုလက်ပွားပြီးထုတ်ချေးနေတတ်သေးတယ်အဲ့ဒီညီကိုဆိုတဲ့လူတွေကလည်းချေးသွားတဲ့ပတ်စံကိုပြန်ဆက်ဖို့စိတ်ကူးတောင်ရှိကြတာမဟုတ်ပါဘူးကျွန်တော်တို့ငွေပေးပြီးဝယ်ယူထားတဲ့ဘဏ်တွင်းလူရဲ့အချက်လက်တွေအရအခုဆိုရင်သူ့ဘဏ်အကောင့်ထဲမှာလက်ကျန်ငွေ1.5 တန်းတောင်မပြည့်တော့ပါဘူးချမ်းသာဖို့ကခက်ပေမဲ့ဆင်းရဲဖို့ကတော့လွယ်လွယ်လေးရဲ့လေးပတ်စံတွေနဲလာတော့သူအခုတော်တော်လေးအလောတကြီးဖြစ်နေပြီဟုတ်ပါတယ်သူတကယ်ကိုအလောတကြီးဖြစ်နေတာပါအခုသူကပြန်ကားကြီးစီးပြီးဘေးနားမှာမိမပြိုလေးတွေနဲ့တလားကိုပုံသေး3စီးတင်အနည်းဆုံး3သိန်းကျော်ရှိနေတာဒီနို့အတိုင်းသာသွားနေရင်နောက်နှစ်နွေဦးအထိတောင်သူခံမှာမဟုတ်ဘူးအဲ့ဒါကြောင့်သူဟာသူ့ရဲ့တထေးကြီးပုံစံကိုစက်ထိန်ထားနိုင်ဖို့အတွက်ပတ်စံကနေပတ်စံပွားမဲ့လုပ်ငန်းတစ်ခုကိုစတင်ဖို့အသေးအတန်စူးစမ်းနေတာပါသူဘာလို့ကိုစီစဉ်နေတာလဲလို့ကျွန်တော်မေးလိုက်တော့သူကကျွန်တော်ရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးဆောင်က3ထပ်တွဲဆိုင်ကန်းကိုမျက်စိကျနေတာလေအခုခေတ်မှာအစင်းမြင့်စားတောက်ကုန်လုပ်ငန်းကတွက်ချေတိုက်တယ်လို့သူထင်နေပြီးအဲ့ဒီနေရာမှာဇိမ်ခံပင်လယ်စာစားတောက်ဆိုင်ကြီးတစ်ခုဖွင့်ဖို့ပြင်နေရလေးတိုက်ဆိုင်ပါပဲအဲ့ဒီဆိုင်ကန်းကလွန်ခဲ့တဲ့3လကကျွန်တော်လက်ထောက်ကိုဘယ်လိုနည်းနဲ့မဆိုဖယ်ခိုင်းထားတဲ့ဆိုင်ကန်းဖြစ်နေပါတယ်အဲ့ကောင်စာချုပ်ချုပ်ပြီးပြီလားလို့ကျွန်တော်မေးလိုက်တော့လက်ထောက်ကမချုပ်ရသေးပါဘူးလို့ဖြေပါတယ်အခြေအနေကတော်တော်ကောင်းသွားပြီမို့မနေ့ပြန်သူ့ကိုစာချုပ်ချုပ်ခိုင်းလိုက်ပါဈေးကွက်ထဲကအမြင့်ဆုံးဈေးနဲ့ပဲချုပ်ရမယ်တရားတော်ရှုံမပေးနဲ့စပေါ်တင်ရမယ်အပြင်3လစာကျိုးပေးရမယ်စနစ်နဲ့သူ့စီကနေလက်ငင်းငွေသားပဲယူရမယ်မှတ်ထားနော်အိမ်ချမ်းမြေမန်နေဂျာကိုပဲလွတ်လိုက်ဒီလုပ်ငန်းရဲ့နောက်ွယ်ကတထေးကငါဆိုတာကိုသူလုံးဝမသိစေနဲ့လို့ကျွန်တော်ညွှန်ကြားလိုက်ပါတယ်တစ်ဖက်မှာတော့မြို့ရဲ့အဆင့်မြင့်ကော်ဖီဆိုင်လေးတစ်ခုထဲမှာဒီချန်တယောက်ချွေးတစ်လုံးလုံးနဲ့ခဏန်းပေါင်းဆက်ကိုနှိပ်ပြီးတွက်ချက်နေပါတယ်သူ့ရှိမှထိုင်နေတဲ့ထောက်ကတော့စိတ်မရှိတဲ့ပုံစံနဲ့ခင်ဗျားတကယ်လုံနိုင်မှာမလားဒီဆိုင်ကန်းငါခါကတစ်နှစ်ကို380တောင်းပေးရမှာစပေါ်နဲ့3လစာကျိုးတင်ခါပါပေါင်းလိုက်ရင်300ကျော်အရင်စိုက်ထားရမှာနော်လို့ပြောလိုက်ပါတယ်ဒီချန်ကမင်းပါတိလို့လဲ
ငွေစိုက်ထုတ်နိုင်မှအမျက်ရမှာကထုံးစံပဲလို့စိတ်မရှိသလိုပြန်អော်လိုက်ပေမဲ့သူ့မျက်လုံးထဲမှာတော့ထိတ်လန့်မှုကိုဖုံးကွယ်မထားနိုင်ပါဘူးသူ့ကက်ထဲမှာတကယ်ပဲ1.5 တန်းပဲကျွန်တော်တာပါဆိုင်ကန်းငါးခါပေးပြီးရင်သူကြွေပြကောင်းကောင်းဝယ်ဖို့တောင်ပတ်စံရှိမှာမဟုတ်တော့ဘူးဒါပေမဲ့သူကတော့လေလုံးတွေထွားနေတော့မှာပဲမင်းညကပြင်သူကရွာပေါ်ရွာဖက်တွေရဲ့ဝီချက်ခယူထဲမှာပတ်စံတွေအများကြီးကန်ဆန်းမဲ့ဖောက်ပေးခဲ့ပြီးအစင်းမြင့်စားတောက်ကုန်လုပ်ငန်းနဲ့ဝင်တော့မယ်မြို့မှာအကောင်းဆုံးပင်လယ်စာဆိုင်ကြီးဖွင့်တော့မယ်ဆိုပြီးကြွားလုံးထုတ်ထားတာပါရွာပေါ်ရွာဖက်တွေကလည်းသူ့ကိုတထေးကြီးကြောက်ဆိုပြီးဝိုင်းမြောက်ပေးနေကြတာပေါ့ဒီနေရာကမြို့မှာအကောင်းဆုံးပဲဖွင့်လိုက်တာနဲ့တနေ့ကိုတိန့်ချီဝင်လာမှတလားတဲ့နဲ့အရင်ကြီးတယ်ကွာငါမှာပတ်စံတွေအများကြီးရှိပါတယ်ဇင်ကန်ပြင်ဆင်မှုတွေလုပ်ဖို့ပဲလိုတာအလှဆင်တဲ့အခွက်ကိုရှာပြီးတော့အကုန်လုံးကိုရွှေရောင်တွေတောက်နေအောင်သာလုပ်ခိုင်းလိုက်စမ်းပါလူတွေဝင်လာတာနဲ့ငါမှာပတ်စံဘယ်လောက်ရှိလဲဆိုတာသိသွားစေရမယ်လို့သူကကြုံဝါနေပါတယ်လီချန်ရဲ့ယူသွနေတဲ့ပုံစံကိုကြည့်ပြီးကျန်းရန်ကတော့ဘာမှမပြောတော့ပဲမျက်လုံးပဲလန်ပြပါတော့တယ်နောက်နေ့မနက်မှာတော့လီချန်ကဘန်ကက်တစ်ခုကိုကင်ပြီးအိမ်ချန်မြေယုံကိုဝင်းကြွားနဲ့ဝင်လာခဲ့တယ်သူကတွေးဝေးမနေပဲဆိုင်ကန်းငါးရန်ချင်းစာချုပ်ပေါ်မှာလက်မှတ်ထိုးလိုက်ပြီးစက်ထဲကနေငွေကျပ်သိန်း100ကျော်ကိုကျွန်တော်ရဲ့အကောင့်ထဲကိုလိုက်ရိုက်ပြောင်းပေးလိုက်ပါတယ်သူ့ကက်ထဲမှာကျန်ရှိတဲ့3သိန်းကိုကြည့်ပြီးလီချန်နဲ့တော့ရင်တုံသွားပေမဲ့ရုံးခန်းထဲကနေထွက်လာပြီးသူ့ရဲ့ပိုင်ဆိုင်မှုဖြစ်လာတဲ့ဆိုင်ကန်းကြီးနဲ့မှန်တကားပေါ်မှာထင်ဟပ်နေတဲ့သူ့ရဲ့ပေါ်ရှိကားပုံလေးကိုကြည့်ပြီးအရာအလုံးကထိုက်တန်တယ်လို့သူခံစားလိုက်ရပါတယ်ဒါပေမဲ့သူမသိတာကတော့သူ့ကောင်းပေါ်ကစောင့်ကြည့်ကင်မရာရဲ့နောက်ွယ်မှာကျွန်တော်ဟာဝိုင်းနီတစ်ခွက်ကိုတောက်ရင်သူကိုတင်ချိုင်းကိုတူးနေတဲ့လူမိုက်ပုံစံကိုသမရအဆောင်ထဲကနေကြည့်နေတယ်ဆိုတာပါပဲသူ့ရဲ့ခွန်ထင်းလို့အမိပေးထားတဲ့ပင်လယ်စာဆိုင်ပြင်ဆင်မှုတွေကတော်တော်လေးကိုပိုတီဖြစ်နေတာပါသူဖြစ်ချင်တဲ့ဘရင်ဆန်တဲ့စိန်ခံမှုဆိုတာကိုရဖို့အတွက်နေရန်တွေကိုရွှေရောင်ပြားတွေကက်လိုက်ဈေးပေါ်တဲ့တလင်းကြောင့်အတူမီဆိုင်တွေတက်လိုက်တဲ့တစ်ထက်လုံးက80နှစ်ကရုတ်တရက်ချမ်းသာလာသူတွေရဲ့ရေချိုးခန်းလိုဖြစ်နေတော့တာပဲဒါပေမဲ့အဲ့ဒီလိုအနှစ်သာရမရှိပဲပတ်စံတွေဖြုံးတိလိုက်တာကသူ့ကိုမကြခင်မှာပဲဒုက္ခပေးတော့တာပါဆိုင်ပြင်ဆင်တဲ့အဖွဲကိုပေးရမယ့်330ကျန်နေတဲ့အချိန်မှာသူကပစ္စည်းပိုးတွေလုံအားခတွေနဲ့တခြားသုံးစိတ်တွေကြောင့်ပတ်စံတပြားမှမကျန်တော့ပါဘူးဆိုင်ပြင်ဆင်တဲ့အဖွဲကလည်းပတ်စံမရတော့တာနဲ့အလုပ်တွေအကုန်ရက်ပြီးဆိုင်တကားကိုပါပိတ်ပြီးတောက်ခတ်သွားပါတော့တယ်ဒီချန်တယောက်တကယ်ကိုအသေးတန်ဖြစ်သွားပြီးနောက်ထပ်လောက်ဝက်ဆိုရင်ဆိုင်ခွင့်ရတော့မှလေအခုဆိုသူစပုံမူငှဖို့စပွဲကလထိုင်ဝယ်ဖို့နဲ့ပင်လယ်စာတွေဝယ်ဖို့တောင်ပတ်စံမရှိတော့ဘူးသူဘာမှမတတ်နိုင်တော့ပဲအပြင်မှာငွေတိုးချေရမလားလို့စဉ်းစားနေတဲ့အချိန်မှာထောက်ကသူ့ကိုအကြံတစ်ခုပေးလာပါတယ်ချမ်းခင်ဗျားကလည်းခင်ဗျားမှာပုံသေးပိုင်ဆိုင်မှုတွေရှိနေတာပဲလေအဲ့ဒါတွေကိုဘန်မှာပေါင်ပြီးချေးလိုက်လေခင်ဗျားရဲ့ပိုင်ဆိုင်မှုတွေနဲ့ဆိုရင်300ကနေ900လောက်ထိရနိုင်တာပဲဆိုင်ခွင့်လို့ဈေးရောက်ကောင်းလာရင်တစ်လားနှစ်လားနဲ့အဲ့ဒီအကျွေးတွေကိုပြန်ဆက်နိုင်မှာပါဒါကိုဘန်ပိုက်ဆံကိုတုံးပြီးကိုကအမျက်ထုတ်တယ်လို့ခေါ်လာပြတဲ့လီချန်ကအဲ့ဒီစကားကိုကြားတာနဲ့မျက်လုံးတွေဝင်းကနေဖြစ်သွားပြီးအေးဟုတ်တာပဲငါဘာလို့ဒါကိုမစဉ်းစားမိပါလဲလို့ရေရွတ်လိုက်မိတယ်အဲ့ဒီနောက်သူကတွေးဝေးမနေပဲသူ့ကားကိုစီးပြီးရွာကိုပြန်သွားခဲ့တယ်သူမိဘတွေကိုလည်းမြို့မှာဆိုင်ဖွင့်တော့မှမို့သူတို့နှစ်ယောက်ကိုမြို့ပေါ်ခေါ်ပြီးကောင်းကောင်းထားတော့မယ့်အကြောင်းညာပြောပြီးမိဘတွေရဲ့တလုံးတည်းသောအင်္ဂရန်ကိုယူလာခဲ့ပါတယ်တပတ်ကြာပြီးနောက်မှာတော့လီချန်ဟာဘန်ရဲ့ချင်းငွေဌာနမှာချင်းငွေစာချုပ်ပေါ်မှာလက်ပွေနှိပ်လိုက်ပါတယ်သူ့ရဲ့ပေါ်ရှိကားနဲ့မိဘတွေရဲ့အင်္ဂရန်ကိုအပေါင်ထားပြီးဘန်ကနေ300ချေးပေးလိုက်တာပါဖုန်းထဲကိုငွေ300ဝင်လာတဲ့စာတိုလေးမြင်လိုက်ရတဲ့အချိန်မှာတော့လီချန်ဟာပြန်ပြီးဝင်ကြွားနိုင်သွားပါပြီသူဟာဆိုင်ပြင်ဆင်ကအကျွေးတွေကိုဆက်လိုက်ရုံတင်မကပဲအင်တာနက်ပေါ်မှာလည်းကြော်ညာတွေအကြီးအကျယ်ပေးလိုက်ပါသေးတယ်အလှမယ်10ယောက်ကျော်ကိုလည်းငါပြီးမြို့မှာအဆင့်မြင့်ဆုံးပင်လယ်စာဆိုင်ကြီးဖွင့်တော့မယ့်အကြောင်းကြေညာခိုင်းလိုက်တယ်သူကရဲတင်းစွာနဲ့ကျွန်တော်ဖုန်းစီကိုတောင်စာတစ်စောင်းပို့လိုက်သေးတယ်လင်းချန်မနက်ဖြန်နေ့လယ်12နာရီရှင်းဝေးလန်းကငါရဲ့ခွန်ထင်အဆင့်မြင့်ပင်လယ်စာဆိုင်ဖွင့်ပွဲရှိတယ်ငါမင်းကိုမခေါ်ဘူးမထင်တဲ့ဦးလာကြည့်လိုက်ပါဦးမင်းကိုငါကြီးအာနာဝကျွေးမယ်တဲ့ကျွန်တော်ဟာဖုန်းမျက်နှာပြင်ပေါ်ကစာကိုကြည့်ရင်ကျွန်တော်ရဲ့ရှင်းချန်ကအင်ချန်မြေလုပ်ငန်းစုရဲ့ရုံးချုပ်စီကိုရိုးရိုက်စကားကြီးစီးပြီးထွက်လာခဲ့ပါတော့တယ်ကျွန်တော်ဟာလီချန်ရဲ့ဆိုင်မျက်နှာချင်းဆိုင်မှာသူနဲ့အပြိုင်ဆိုင်တစ်ဆိုင်ဖွင့်လိုက်တယ်အဲ့ဒီဆိုင်ဟာလီချန်ရဲ့ဆိုင်ထက်3ဆလောက်ပိုကျယ်တဲ့နှစ်ထပ်ဆိုင်ကြီးဖြစ်ပြီးကမ္ဘာအဆင့်မီဒီဇိုင်းပညာရှင်တွေကညမအိပ်ပဲအသေးချပြင်ဆင်ထားတာပါကျဲ3ပွင့်အဆင့်ရှိတဲ့စပုံမူကြီးတွေကလည်းအခွဲလိုက်ရောက်ရှိနေကြပါပြီဩစတြေးလျကြောက်ကူစွန်ရုရှားကနန်းဘရင်နဲ့ဂျပန်မဲသားစတဲ့အကောင်စားဟင်းလျာတွေကိုလည်းအထူးလေရင်နဲ့အချိန်မီပို့ဆောင်ပေးထားပါတယ်မနက်ဖြန်နေ့လယ်12နာရီလီချန်ရဲ့ဆိုင်ဖွင့်ပွဲအချိန်မှာပဲကျွန်တော်ရဲ့စင်ချန်စားတောက်ဆိုင်ကိုလည်းတပြိုင်နက်ဖွင့်လှစ်မှာပါ promotion လည်းပါသေးတယ်ကျွန်တော်ရဲ့နာမည်ဒါမှမဟုတ်ပိုင်ဆိုင်မှုအထောက်အထားပြနိုင်သူတွေပဲဝင်ခွင့်ရမှာဖြစ်ပြီးပထမဆုံးလမှာအကောင်စားပင်လယ်စာအားလုံးကို80%အထိရှော့ဈေးနဲ့ရောင်းချပေးမှာပါဒါကိုကြားလိုက်ရတဲ့ကျန်းကျင်းဝေကအံ့ဩလွန်းလို့အသက်တောင်မှရှုမိသွားပါတယ်ဒါဟာစီးပွားရေးပြိုင်ဆိုင်မှုတွေမဟုတ်တော့ပဲလေရင်တင်မောနဲ့ငါးဖမ်းလင်းငယ်လေးကိုတိုက်တယ်လို့မျိုးတစ်ဖက်သက်အနိုင်ကျင့်မှုကြီးဖြစ်နေလို့ပါလီချန်ကတော့သူချေးထားတဲ့ငွေ3တန်းနဲ့အဆင့်မြင့်စားတောက်ဆိုင်လောကကိုကိုင်လုံနိုင်မယ်လို့ထင်နေတာပါတကယ်တော့သူဂုံယူနေတဲ့အဲ့ဒီစားတောက်ဆိုင်ရောသူနင်းထားတဲ့ကျန်းပြင်ကပါကျွန်တော်ပိုင်ဆိုင်မှုတွေဖြစ်နေတာကိုသူမသိသေးပါဘူးမနက်ဖြန်မှာသူဂုံယူဝင်းကြွားစွာတိစောက်ထားတဲ့အိမ်မက်တွေဘယ်လိုမျိုးဖုံဖုံလို့ပျက်စီးသွားမလဲဆိုတာကိုကိုယ်တိုင်မြင်တွေ့စေရမှာပါဆိုင်ဖွင့်ပွဲနေရှန်ဟွေစီးပွားရေးလမ်းမကြီးရဲ့ဗဟိုရင်ပြင်မှာတော့ဘုံတန်မောင်းတန်တွေနဲ့စူးညံနေပါတယ်လီချန်ကသူ့ဆိုင်ကိုပြည့်စုံပင်လယ်စာနန်းတော်လို့နာမည်ပေးထားပြီးဒီနေ့အတွက်သူ့မှာရှိသမျှငွေတွေကိုပုံအောပြီးရင်းနှီးထားတာပါဆိုင်ရှိမှာမီတာ90ရှိတဲ့ကော်စောနီကြီးခင်းထားပြီးဝစ်စုံလှလှလေးတွေနဲ့မိန်းကလေးတွေကအေးတန်ကြမှာတုံရင်နေပေမဲ့ပြုံးပြုံးလေးကြိုးစိုးနေကြရပါတယ်လီချန်ကတော့ဝစ်စုံပြေးနဲ့ရင်ဘတ်မှာပန်းနီကြီးပန်ပြီးဂုံယူဝင်ကြွားနေတာပေါ့သူ့ဘေးမှာလည်းအလှပြင်ထားတဲ့ကျန်းရန်ကသူ့လက်ကိုချိတ်ပြီးပြုံးရွှင်နေပါတယ်သူကမန်တကားနောက်ကနေငွေတွေအလုံးရင်းနဲ့ဝင်လာတော့မဲ့အိမ်မက်ကိုမက်နေတာပါသူကရန်တောင်တွေကိုမီးရှို့ဖို့ပြင်နေတော့မှာပဲရန်တစ်ဖက်က3ထပ်တိုက်အမြင့်ရှိတဲ့ကျွန်တော်စားတောက်ဆိုင်အဆောက်အုံကြီးစီကလှုပ်ရှားမှုတွေစတင်လာပါတယ်အဲ့ဒီဆိုင်ကိုအနက်ရောင်ပိတ်စာကြီးနဲ့အုပ်ထားတာအတော်ကြာပါပြီအခုတော့ဘုံတန်မောင်းတန်တွေမရှိဘဲနဲ့အမြောက်တန်ခက်အုပ်အုပ်လေးတွေနဲ့အတူအနက်ရောင်ပိတ်စာကြီးရောကျသွားပါတယ်ဆိုင်ကခင်မိပြီးအရှိတိုင်းအလှတရားတွေနဲ့ပေါင်းဆက်ထားတဲ့ဒီဇိုင်းမျိုးပါလီချန်ကတောက်ဟိုဘက်မှာဘယ်တော့ကဒီဆိုင်ပေါ်လာတာလဲဆိုပြီးအံ့ဩသွားပါတယ်အဲ့ဒီအချိန်မှာပဲတန်မိုးကြီးကားတန်းကြီးဆိုက်ရောက်လာပြီးနာမည်ကြီးလုပ်ငန်းရှင်ကြီးတွေကကျွန်တော်ဆိုင်တွေကိုအပြုံးကိုစီနဲ့ဝင်သွားကြပါတယ်လီချန်ကတော့သူ့စီလာမဲ့ဧည့်သည်တွေဟိုဘက်ကိုပါသွားတာကိုကြည့်ပြီးမျက်လုံးတောင်ပြူးသွားပါတယ်နောက်ပြီးဆိုင်ရှိက LED screen ကြီးပေါ်မှာစာသားတစ်ကြောင်းပေါ်လာပါတယ်စင်ကြံပွဲစားဆောင်ဒီနေ့စမ်းသက်ဖွင့်လှစ်ပြီးအခန်းကမပေးရဝန်ဆောင်ခမရှိအကောင်းစားပင်လယ်စာနဲ့အမဲသားအားလုံးကို80%လျှော့ဈေးဆိုတဲ့စာသားကလီချန်ကိုထိုးနှက်လိုက်တယ်လို့ပါပဲပင်လယ်စာဈေးကအရင်တင်အများကြီးပေးရတာမို့ဒါဟာစီးပွားရေးလုပ်တာမဟုတ်ပဲပတ်စံတွေကိုမီးရှို့ပစ်နေတာနဲ့တူနေပါတယ်လမ်းပေါ်ကလူတွေအားလုံးလည်းလီချန်ဆိုင်ကိုမသွားတော့ပဲကျွန်တော်ဆိုင်စီကိုပဲအုံခဲပြီးရောက်လာကြပါတော့တယ်လီချန်ရဲ့
ရဲ့ဆိုင်မှာတော့မိန်းကလေးတွေပဲကြံခဲ့ပြီးတနေကုန်ဧည့်သည်တယောက်မှဝင်မလာပါဘူးကျွန်တော်ကတော့အပေါ်ထက်ရုံးခန်းထဲကနေဒါတွေကိုကြည့်ပြီးဝိုင်းတငုံတောက်လိုက်ပါတယ်လီချန်ရဲ့အကျွေးတွေဝန်ထမ်းလာစာတွေကြားမှာသူဘယ်လောက်ကြာတောက်ခံနိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ရမှာပါတလအကြာမှာတော့လီချန်ကစည်ရင်စရာတွေကိုကြည့်ပြီးတုံ့ပြန်နေပါတယ်ကျွန်တော်ဆိုင်ကတော့ဧည့်သည်တွေအမြဲပြည့်နေပြီးနောက်လာအတွက်တောင်ကြိုတင်ဖို့ခင်တွေပြည့်နေပါပြီလီချန်ကကျန်းရံကိုငွေကူညီတောင်းပေမဲ့ကျန်းရံကရှင်းမှာပတ်စံမရှိတော့ဘူးလားတိုင်ကိုမြက်မြက်ပိတ်လိုက်တာပိုကောင်းမယ်လို့ပြောပြီးညှင်းလိုက်ပါတယ်လီချန်ကတော့ရှုံးနေမှုကိုလက်မခံနိုင်ပါဘူးသူကသူ့ရဲ့စာဖို့မူကြီးကိုခေါ်ပြီးမနက်ဖြန်ကစပြီးမလာနဲ့တော့မင်းရဲ့လက်ရကညံလို့ငါဆိုင်ဒီလိုဖြစ်ရတာဆိုပြီးအဖြစ်ပုံချကအလုပ်ထုတ်လိုက်ပါတယ်လီချန်ဟာညတွင်ချင်းပဲညစ်ပတ်တဲ့မှောင်ကိုဈေးကွက်တစ်ခုစီကိုဥတီသွားပြီးပစ္စည်းတွေကိုဈေးပေါ်ပေါ်နဲ့ရောင်းပေးမဲ့သူမျိုးကိုရှာပါတော့တယ်အဲ့ဒီနောက်လီချန်ဟာမှောင်ကိုဈေးကပင်လယ်စာပုတ်တွေနဲ့အရက်တူတွေကိုကားပြည့်တင်ဆောင်ပြီးတော့သူ့ရဲ့စားတောက်ဆိုင်နောက်ဖေးပေါက်ကနေခိုးပြီးတဲတွင်းသွားခဲ့တယ်သူကတော့အပုတ်တိုးတွေကိုဈေးပေါ်ပေါ်နဲ့ဝယ်ပြီးအနက်ပြောက်အောင်ဟင်းခတ်အမွေးကြိုင်များခတ်ပြီးဈေးလျှော့ရောင်းတဲ့နီလန်းနဲ့ဖောက်တယ်တွေကိုဆွဲဆောင်ပြီးအမျက်ထုတ်နိုင်တော့မယ်လို့ထင်နေတာပေါ့ဒါပေမဲ့သူမသိတာကဆိုင်နောက်ဖေးကကင်မရာအပါဝင်ဒီဇိုင်းလုံးကကင်မရာတွေဟာကျွန်တော်ရဲ့ရုံးခန်းကကွန်ပျူတာနဲ့ချိတ်ဆက်ထားတဲ့ဆိုတာပါပဲဒေါ်လာ9တန်းရဲ့လောကအောက်မှာလူတစ်ယောက်ဟာလူသားတစ်ယောက်အနေနဲ့ရှိတဲ့အခြေခံကျင့်ဝတ်တွေကိုတောင်ဆွတ်လွတ်လိုက်ပြီလေကျွန်တော်ဖုန်းကိုကောက်ကင်ပြီး FTA ကိုချက်ချင်းမျက်နှာချင်းဆိုင်ကအရက်တူတွေနဲ့ကျမရည်နဲ့မတင်တော်တဲ့ပုတ်တိုးနေတဲ့ပင်လယ်စာတွေရောင်းနေပါတယ်ဆိုပြီးတိုင်ကြားလိုက်ပါတယ်ပင်လယ်စာပုတ်တိုးတွေရောင်းနေပါတယ်ဆိုပြီး FTA ကိုကျွန်တော်ဖုန်းဆက်တိုင်ပြီးခဏအကြာမှာတော့လီချန်ရဲ့ဆိုင်ထဲမှာရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ပါတော့တဲ့ဖောက်တယ်တွေကပုတ်တိုးနေတဲ့ငါးတွေကိုမြင်သွားပြီးအန်တဲ့သူကအန်ဆဲတဲ့သူကဆဲနဲ့ပွဲစုနေတော့မှပဲရဲကား3စီးဆိုင်ရှိကိုဆိုက်ရောက်လာတဲ့တာဝန်ရှိသူတွေကဆိုင်ထဲဝင်လာပြီးဆိုင်ကိုချက်ချင်းချိတ်ပိတ်လိုက်တယ်လီချန်ဟာကြောက်လွန်းလို့ဒူးတွေတုံပြီးကြမ်းပြင်ပေါ်မှာခွေကျသွားခဲ့တယ်အရက်အတူ20ကျော်နဲ့ပုတ်တိုးနေတဲ့ပင်လယ်စာတွေကိုတက်တည်ဖြစ်တင်းစီလိုက်ပြီးဒဏ်ငွေ9သိန်းချမှတ်လိုက်တယ်လို့လီချန်ကိုလည်းစစ်ဆေးဖို့အတွက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်ဒါတင်မကသေးပါဘူးအရင်ပေးထားတဲ့ငှားရမ်းခ1.2တန်းနဲ့အာမခံကြေးတွေအားလုံးကိုလည်းရော်ကြေးအဖြစ်တင်းစီလိုက်ပါပြီးလီချန်ဟာယူမတက်ဖြစ်သွားခဲ့တယ်သူ့ရဲ့ချစ်သူကလည်းရောက်လာပြီးပျက်စီးသွားပြီဆိုတော့ငါတို့လမ်းခွဲကြရအောင်မင်းရဲ့ကားတော့ကိုလည်းပြန်ပေးလိုက်ပြီလို့ပြောပြီးကားတော့ကိုပစ်ချကလှည့်ထွက်သွားတယ်ဒါတွေမကသေးဘူးလီချန်ဝတ်ထားတဲ့ရိုးလက်စနာကြီးကိုပါဖြုတ်ယူသွားခဲ့သေးတယ်တနေ့လေအတွင်းမှာတင်လီချန်ဟာဆိုင်ရောပတ်စံရောမိမရောအကုန်ဆုံးရှုံးသွားခဲ့ရတယ်အဲ့ဒီအပြင်ဘန်ကလည်းသူ့ရဲ့ကားနဲ့အိမ်ကိုပါချိတ်ပိတ်လိုက်ပြန်တယ်လီချန်ဟာလူမွဲစင်းနဲ့ပါသွားပြီးဘန်ကို2တန်းနီးပါးကျွေးတင်သွားခဲ့တယ်နောက်ဆုံးမှာတော့လီချန်ဟာအနက်အတက်မကောင်းတဲ့မြေအောက်ခန်းလေးထဲမှာပုံအောင်နေရတဲ့အပြင်မှာလည်းကျွေးမိတောင်းတဲ့သူတွေကအော်ဟစ်နေကြတယ်သူဟာ3ရက်ထဲနဲ့ခောက်ဆွဲ6တထုပ်ပဲစားခဲ့ရပြီးတောက်ရည်နဲ့ပဲဘိုက်ဖြစ်နေရတယ်အဲ့ဒီအချိန်မှာပဲဖုန်းထဲကသတင်းတစ်ခုတက်လာတယ်လူငယ်ဥက္ကဋ္ဌတစ်ဟာဒေါ်လာ3တန်းနဲ့မြေကွက်အစ်ကိုထပ်မံဝယ်ယူလိုက်ပြီးတဲ့လီချန်ဟာအဲ့ဒီသတင်းကိုကြည့်ပြီးသူ့ကိုဒုက္ခပေးနေတဲ့အဲ့ဒီကျိုးဝတ်တဲ့တထေးကဘာတူလဲဆိုတာကိုတွေးရင်းနဲ့နောင်တတွေကြောက်ရွံ့မှုတွေနဲ့အတူမိုးတဲ့ရေထဲမှာလက်လျှောက်ထွက်ခဲ့ပါတယ်။ပြင်ချန်အုပ်စုရဲ့ခန့်ညားထဲဝါလာတဲ့ရုံးချုပ်အဆောက်အုံကြီးဝင်ပေါက်မှာတော့ဝစ်စုံပြင်းတဲ့လုံခြုံရေးဝန်ထမ်းတွေကတားဆီးထားတဲ့ကြားကလီချန်ဟာဒူးထောက်တောင်းပန်နေပါတယ်။လုံခြုံရေးတွေကတော့မင်းမှချင်းဆိုထားတာရှိလား။ဒီနေရာကမင်းလိုတဖုံးစားတယောက်လာရမယ့်နေရာမဟုတ်ဘူး။သွားစမ်းဆိုပြီးနှင်ထုတ်နေကြပါတယ်။လီချန်ဟာလုံးဝစိတ်သက်တွေပြိုလဲသွားပြီးမိုးတဲ့လေထဲမှာပဲဒူးထောက်ကတိတ်ခါတွေကိုနင်းချပြီးစကြင်ကြောက်လေကားတစ်တွေပေါ်ခေါင်းနဲ့တိုက်ကကျွန်တော်မခဲ့ပါတယ်။ခင်ဗျားတို့ဆိုင်ရှိမှာဆိုင်သွားမခွင့်တင်ဘူး။အရက်တူတွေလည်းမယောင်းတင်ဘူး။ကျွန်တော်ကိုတစ်ချိန်လောက်ခွင့်လွှတ်ပေးပါခင်ဗျားတို့အတွက်ကျွန်တော်နွားလိုမြင်းလိုအလုပ်ကျွေးပြုပါမယ်လို့တောင်းပန်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမိတ်တစ်ခုရောက်လာပါတယ်။သူ့ကိုပိတ်တက်ခဲ့လိုက်ပါတယ်လီချန်ဟာဝမ်းသာအားရနဲ့ကျေးဇူးတင်ပါတယ်ဥက္ကဋ္ဌကြီးကျေးဇူးကြီးမားလာပါတယ်လို့အချိန်ချင်းပြောရင်းတီးတန့်တက်လေကားနဲ့အပေါ်ထက်ကိုတက်လာခဲ့ပါတယ်တက်လေကားတကားပွင့်သွားတဲ့အခါမှာတော့စတူယန်မီတာ200ကျော်ကျယ်ဝန်းပြီးမြို့ပြမြင်ကွင်းတစ်ခုလုံးကိုမြင်နေရတဲ့ခန်းညာလုံးနဲ့ဥက္ကဋ္ဌရုံးခန်းကြီးကိုသူရောက်သွားပါတယ်လီချန်ဟာတုံတုံရင်ရင်နဲ့ဥက္ကဋ္ဌကြီးကျွန်တော်လီချန်ပါကျွန်တော်မျက်စိမရှိလို့ခင်ဗျားရဲ့နေမြေထဲမှာလာရှုံးမိတာပါအခုကျွန်တော်ပိုင်ဆိုင်သမျှအကုန်ဆုံးရှုံးပါပြီဘန်ကလည်းဒေါ်လာ2တန်းပြန်ဆက်ဖို့နေတိုင်းလာကျက်နေပါတယ်ခမင်းတော်မစားရတော့လို့ကျွန်တော်ကိုကူညီပါဦးလို့တောင်းပန်ပါတယ်ကျွန်တော်ကကလတ်ထိုင်ကိုဖြည်းဖြည်းချင်းလှည့်လိုက်တဲ့အခါမှာတော့လီချန်ဟာတုံ့လောက်သွားပါတယ်ဘာလို့လဲဆိုတော့သူတောင်းပန်နေတဲ့ဥက္ကဋ္ဌဆိုတာတစ်ချိန်ကသူနေခဲ့တဲ့တလား9000ပဲရတဲ့သူတစ္ဆာဖောက်ခဲ့တဲ့သူတငယ်ချင်းဟာလင်းချန်ဖြစ်နေလို့ပါလီချန်ဟာမယုံနိုင်တယ်လို့နဲ့လင်းချန်မင်းကဘလို့လှုပ်ရှင်ချန်အုပ်စုရဲ့ဥက္ကဋ္ဌဖြစ်နေတာလဲမင်းကိုတယောက်ယောက်ကကြောထောက်နောက်ခံပေးထားတာမလားလို့အော်ဟစ်ပါတယ်ကျွန်တော်ကတော့ဘာမှပြန်မပြောပဲအစင်တင်ထားတဲ့စာတရွက်ကိုသူ့ရှိပြပေးလိုက်ပါတယ်အဲ့ဒါကတော့ထီပေါက်တဲ့မှတ်တမ်းပါမင်းတီအောင်ပြောပြရအောင်မယ်အဲ့ဒီနေ့ကမင်းတီပီရှိမှာထိတိုက်နေတဲ့အချိန်မှာငါလည်းမင်းဝယ်တဲ့ကဏ္ဍအတိုင်းအဆောင်9ဆက်ထပ်ဝယ်ခဲ့တာမင်းက9တန်းရဖို့အတွက်ငါနဲ့အဆက်အသွယ်ထက်ခဲ့ပေမဲ့ငါအိတ်ကထဲမှာတော့တန်း250ရှိနေခဲ့ပြီလို့ကျွန်တော်ကပြောလိုက်ပါတယ်လီချန်ဟာအမှန်တရားကိုသိသွားတဲ့အခါမှာလုံးဝယူသွတ်မတက်ဖြစ်သွားပါတယ်ကျွန်တော်ကဆက်ပြီးမင်းရဲ့ဆိုင်ရှိမှာငါကဘာလို့ဆိုင်ပြန်ဖွင့်လဲဘာလို့ဟိုတယ်ကမင်းကိုနှစ်ဆဈေးလျှော့ပြီးတိုက်ခိုက်လဲဆိုတာအခုတော့မင်းသားလည်းလောက်ပြီးပေါ့မင်းကခြေထောက်နာကိုအကျွေးစေးလေးပြပစ်ချခဲ့တဲ့နေ့ကလေးကမင်းကမင်းတီတွင်းကိုတူးခဲ့တာပဲလို့ဆိုလိုက်ပါတယ်လီချန်ဟာငါမားပါတယ်လင်းချန်ရငါတို့တငယ်ချင်းတွေပဲလေနှစ်တန်းဆိုတာမင်းအတွက်ဘာမှမဟုတ်ပါဘူးငါ့ကိုကူညီပါဦးလို့ထပ်ပြီးတောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဆိုင်ဖွင့်တာလဲမင်းကိုယ်တိုင်ပဲချင်းငွေယူတာလဲမင်းကိုယ်တိုင်ပဲအရက်အတူရောင်းတာလဲမင်းကိုယ်တိုင်ပဲဒါတွေအားလုံးကမင်းရဲ့ကံကြမ္မာပဲလို့ပြက်ပြက်တသားပြောလိုက်ပါတယ်ပြီးနောက်လုံခြုံရေးတွေကိုသူ့ကိုအောက်ထပ်မှာစောင့်နေတဲ့အကျွေးတောင်းသူတွေစီပေးအပ်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်လီချန်ရဲ့အော်ဟစ်တန်တွေဟာတကားကြီးပိတ်သွားတာနဲ့အတူပျောက်ကွယ်သွားပါတယ်ဒါနဲ့ကြပြီးတစ္ဆာမရှိတဲ့ကောင်အတွက်ကျွန်တော်ခံပြီးပေးလိုက်တဲ့စက်သိမ်းပါပဲတလန်းတွေပြီးထိတင်ပေးလို့ channel လေးကိုလည်း follow လုပ်ပေးသွားကြအောင်